ကြည်တောက်ရှင်းတဲ့ glow skin ရဖို့ weight ထိန်းဖို့အတွက်ဒီ retinol detox juice ကိုတောက်ကြမယ် juice လုပ်နည်းကိုကျွန်မအနောက်ဆုံးမှာပြောထားပေးပါမယ် retinol ကိုအခုလိမ့်ကြရဲပေါ့နော်လိမ့်တဲ့အပြင်တောက်လို့ရှိရင်အသားရည်ကကျွန်တော်တို့2ဆလောက်ပိုကောင်းလာလိမ့်မယ်ဆိုတာကိုယုံပါမုံလာဥနီကဒီ beta carotene ဆိုတဲ့ဓာတ်ကြွယ်ဝရဲပေါ့နော်သူကခန္ဓာကိုယ်ရဲ့ရောက်လို့ရှိရင် natural retinol အနေနဲ့ပြောင်းသွားတယ် collagen ကိုလည်း boost လုပ်ပေးတယ် skin barrier ကိုလည်းပိုပြီးကောင်းလာစေတယ်ဆိုတော့ကိုယ့်ရဲ့အသားရည်ကိုတကယ်ကိုတဘာဝကြကြ glow ဖြစ်စေမှာပါဝက်ချံပေါက်တတ်တဲ့သူတွေအတွက်လည်းတဘာဝ juice မလို့ပုံမှန်လေးတောက်ပေးလို့ရှိရင်သိသာစေပါတယ် sugary drinks နဲ့ energy drinks နဲ့အစားထိုးအနေနဲ့တောက်သုံးပါကျမကတော့အစားမစားခင်တိုင်းမှာဒီ juice ကို250 ml လောက်စီတောက်တယ်ပေါ့နော်နေ့လည်စာနဲ့ညစာမှာလေအဲ့ဆိုရင်ကိုယ့်ရဲ့ calorie intake ကိုပါလျော့သွားစေလို့ဝိတ်ချနေတဲ့သူတွေအတွက်လည်းအရန်ကောင်းပါတယ်ဥလန်းချောင်းကိုလည်းကျန်းမာစေတော့အခုကြာနေကြဥရှင်းပေးတယ်ဆိုတဲ့ effect ရတယ်ပေါ့နော်ပြီးတော့ liver function ကိုလည်း support လုပ်ပေးတယ်အစိတ်တောက်တွေကိုသူက naturally flush လုပ်ပေးတယ်ပေါ့နော် bloating ဖြစ်တာကိုသက်သာစေတော့ခန္ဓာကိုယ်ဖောရောင်ဖောင်းကားနေတာတွေပြီးမျက်နှာဖောင်းနေတာတွေကိုရော့ကျစေတယ်ကျမပြောထားတဲ့လုပ်နည်းအတိုင်းဖြော်ပြီးတောက်ကြည့်နော်ကျမတို့ join မှာလည်းနတ်မိမယ် juice ဆိုပြီးတော့မှထုတ်လုပ်ထားပါတယ် dietitian တွေ nutritionist တွေနဲ့တေချာတိုင်ပင်ဆွေးနွေးပြီးတော့မှကျမကိုယ်တိုင် formulate လုပ်ထားတာဖြစ်ပါတယ်မုံလာဥနီကြိုက်ကြလားပြောပြခဲ့ပါအောင်